မင်္ဂလာပေါင်းနဲ့ပြေဝကြပါစေအစင်လာကောင်းနဲ့ငြိမ်းချမ်းတဲ့တို့မြမပြေရတနာရွှေငွေတို့အမျိုးမျိုးသောဥစ္စာကျွင်ဝစေတပူတိုင်းတခွင်မှာလူတိုင်းပဲမရှိစကားမကြားရ၍ရှိတော်စကားပဲကြားနိုင်ကြပါစေမင်္ဂလာပေါင်းနဲ့ပြေဝကြပါစေအစင်လာကောင်းနဲ့ငြိမ်းချမ်းတဲ့တို့မြမပြေရတနာရွှေငွေတို့အမျိုးမျိုးသောဥစ္စာကျွင်ဝစေတပူတိုင်းတခွင်မှာလူတိုင်းပင်မရှိစကားမကြားရ၍ရှိတော်စကားပဲကြားနိုင်ကြပါစေပါပါစေချမ်းသာပါစေ30ဘုံတတဝပေါင်းဘေးပြာဝေးပြီးခင်ပွားစေချမ်းသာပါစေချမ်းသာပါစေ30ဘုံတတဝပေါင်းဘေးပြာကင်းပြီးရန်ကွာစေအဖြူမဲမခွဲကြနဲ့တန်တူညီမြရကြစေမင်္ဂလာရှိအောင်မင်္ဂလာတရိဆောင်သေးမင်္ဂလာနဲ့ခင်းနဲ့မင်္ဂလာချိန်ရှိကြသည်မနာလိုဝန်တို့ရှင်းနဲ့မြူခင်းနဲ့တို့လူတွေမင်္ဂလာအပေါင်းဆွေမင်္ဂလာပေါင်းနဲ့ပြေဝကြပါစေကံပြားလေးကြီးတော်တွေမှာရှိကြတယ်နော်ကံပြားလေးကျောင်းတိုင်းဆရာတော်ဘုရားရဲ့မြတ်တာရိပ်အောက်မှာမိတင်းတည်ထိုင်ကြတဲ့ရွာသူရွာသားနဲ့ဝေယဝိဆလုတ်ကင်ကြတဲ့အဖွဲ့များအလူရှင်လူမများစိတ်ချမ်းသာရေးကိုယ်ကြီးကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာပေါင်းနဲ့ပြေဝကြပါစေအစင်လာကောင်းနဲ့ငြိမ်းချမ်းတဲ့တို့မြမပြေရတနာရွှေငွေတို့မျိုးမျိုးသောစာကျွင်ဝစေတပူတိုင်းတခွင်မှာလူတိုင်းပင်မရှိစကားမကြားရ၍ရှိတော်စကားပဲကြားနိုင်ကြပါစေကျမ်းပါပါစေချမ်းသာပါစေ30ဘုံတတဝပေါင်းဘေးပြာကင်းပြီးရန်ကွာစေကျမ်းပါပါစေချမ်းသာပါစေ30ဘုံတတဝပေါင်းဘေးပြာကင်းပြီးရန်ကွာစေအဖြူမဲမခွဲကြနဲ့တန်တူညီမြရကြသည်မင်္ဂလာရှိအောင်မင်္ဂလာတရိဆောင်သည်မင်္ဂလာနဲ့ခင်းနဲ့မင်္ဂလာချိန်ရှိကြသည်မနာလိုဝန်တို့ရှင်းနဲ့မြူကင်းနဲ့တို့လူတွေမင်္ဂလာအပေါင်းဆွေမင်္ဂလာပေါင်းနဲ့ပြေဝကြပါစေ